ဒီနေ့ကျွန်တော်တင်ပေးမယ့်အကြောင်းအရာလေးကတော့ Facebook အသုံးပြုတဲ့မိတ်ဆွေတွေအတွက်ကိုယ့်ရဲ့ Facebook ကောက်ကိုအခြားသူတွေက login ဝင်ထားသေးလား login ဝင်ထားတယ်ဆိုရင်လည်းသူတို့ကဘယ်ချိန်ဘယ်နေရာကနေပြီးတော့ login ဝင်ထားတာလဲဘယ်ဖုန်းမျိုးစားနဲ့ပေါ့နော် login ဝင်ထားတာလဲပြီးရင်သူတို့ကိုဆက်ပြီးသုံးလို့မရအောင်လုပ်ပုံလုပ်နည်းတွေကိုတဆင့်ချင်းစီအစားဆုံးရှင်းပြပေးသွားမှာဖြစ်ပါတယ်ဗျဒီနီလန်လေးကကျွန်တော်အားလုံးသိထားတဲ့ပေါ့နော်နီလန်လေးကအရန်လဲလွယ်ကူတယ်အထူးသဖြင့်အခုနောက်ပိုင်းမှာဆိုရင် content monetization ကဒါအကောက်တော်တော်များများကို invite လုပ်ပြီးတော့ပေးလာပြီပေါ့နော်ကျွန်တော်တို့အကောက်ကနေပြီးတော့ဒီ professional move on ထားတဲ့အကောက်တွေပေါ့နော်ဒီအကောက်တွေမှာပေးလာပြီဆိုတော့ကိုယ့်ရဲ့ Facebook အကောက်တွေကိုဒီလိုမျိုးတေချာစစ်ဆေးထားတင်ပါတယ်အခြားသူတွေကဝင်ထားသေးလားပေါ့နော်ဒီလိုမျိုးတေချာစစ်ဆေးပုံစစ်ဆေးနည်းလေးကိုအစားဆုံးရှင်းပြပြီးတော့မှာဗျကိုယ့်ရဲ့ Facebook ဆိုရတဲ့တစ်ချက်ဝင်လိုက်ပါဝင်ပြီးပြီဆိုရင်ကျွန်တော်ညာဘက်အပေါ်ဆုံးမှာကိုယ့်ရဲ့ profile ပုံလေးနဲ့ဒီအတန်းလေး3တန်းရှိရပေါ့နော်အဲ့နေရာလေးကိုဆက်သွားလိုက်ပါဗျသွားပြီးပြီဆိုရင်တော့ကျွန်တော်အောက်နားကိုနည်းနည်းဆွဲလိုက်ပါအောက်နားကိုနည်းနည်းဆွဲလိုက်ရင်ဒီနေရာမှာ setting privacy ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဗျအဲ့ setting privacy ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျာsetting privacy ကိုရောက်ပြီဆိုရင်ကျွန်တော်ဒီအပေါ်ဆုံးမှာလူပုံစံဒီ profile ပုံစံလေးနဲ့ပေါ့နော် setting ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတွေ့ရပါလိမ့်မယ်အဲဒီ setting ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျ setting လေးကိုနှိပ်ပေးလိုက်ပြီဆိုရင်တော့ကျွန်တော်ဒီအပေါ်ဆုံးမှာအကောက်စင်တာဆိုတဲ့နေရာလေးရှိရပါတော့အကောက်စင်တာဆိုတဲ့နေရာမှာကျွန်တော်အခုအနီဝိုင်းပြထားတဲ့၄တောင်နေရာကြိုက်တဲ့နေရာကိုနှိပ်လို့ရတယ်ဒီစာလေးကိုနှိပ်လိုက်ရတယ်ဒီ link ပြလေးကိုနှိပ်လိုက်ရတယ်ဒါမှမဟုတ်ဒီလွတ်တဲ့နေရာတွေကိုနှိပ်လိုက်ရတယ်ကြိုက်တဲ့နေရာကိုတစ်ချက်နှိပ်လိုက်ပါနှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်ဒီပုံစံနဲ့တွေ့ရမှာဖြစ်ပါတယ်ဗျဒီပုံစံနဲ့တွေ့ရမှာဆိုရင်ဒီပုံစံတိုင်းတွေ့ရပြီဆိုရင်ကျွန်တော်ဒီအောက်နားလေးမှာအကောက် setting ရဲ့အောက်နားလေးမှာပေါ့နော်ဒီ password and security ဆိုတာလေးကိုကျွန်တော်ထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဒီ password and security ဆိုတာလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်ပြီးပြီဆိုရင်တော့ကျွန်တော်အောက်နားကိုနည်းနည်းဆွဲလိုက်ရင်ဒီမှာ where you are logged in ဆိုတာလေးကိုကျွန်တော်ဒီမှာထပ်ပြီးတော့တွေ့ရပါလိမ့်မယ်ဗျာနော်ဘယ်သူတွေ login ဝင်ထားသေးလဲဆိုတာလေးပေါ့နော်အဲ့ဒါလေးကိုတစ်ချက်ထပ်ပြီးတော့နှိပ်ပေးလိုက်ပါခင်ဗျဒါလေးကိုတစ်ချက်နှိပ်လိုက်ပြီဆိုတော့ရပါပြီကျွန်တော်ဒီနေရာမှာကိုယ့်ရဲ့အကောက်ပုံစံလေးနဲ့ Facebook ကောက်ပုံစံလေးနဲ့ထပ်ပြီးတွေ့ရလိမ့်မယ်ပေါ့နော်ဒါလေးကိုနှိပ်လိုက်ရမယ်ဒီနေရာမှာတခုရှိတာကမိတ်ဆွေရဲ့ Facebook ကောက်ကအခြားကျွန်တော် Instagram ကောက်တူပါလို့နဲ့ချိန်ထားရဆိုရင်ဒီနေရာ Facebook icon အပြင် Instagram icon တွေပါလာပေါ်နေနိုင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ်နေရဆိုရင်ဒီ Facebook icon နဲ့ကိုယ့်ရဲ့ Facebook ကောက် name လေးကိုရွေးပေးပေါ့နော်ကျွန်တော်ကတခုတည်းပဲရှိတော့ဒါလေးကိုပဲလွယ်တကူနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်စပြီးတွေ့ရပါပြီမိတ်ဆွေရဲ့အကောက်ကိုဘယ်သူတွေက login ဝင်ထားလဲဆိုတော့ကျွန်တော်ဒီနေရာမှာဒီလိုမျိုးအလွယ်တကူစစ်ဆေးနိုင်မှာဖြစ်ပါတယ်ဗျကျွန်တော်ရဲ့အခုလက်ရှိအသုံးပြုနေတဲ့အကောက်ဆိုရင် device ဆိုပြီးတော့ဒီလိုစာအစိမ်းလေးနဲ့ပြပေးမှာဖြစ်ပါတယ်ဗျကျွန်တော်ဆိုရင်ဒါ Xiaomi CB2 ဖုန်းကနေ login ဝင်ထားတာပေါ့နော်အကယ်၍အခြား device တွေနဲ့ login ဝင်ထားရဆိုရင်ဒီလိုမျိုးပေါ်နေမှာဖြစ်ပါတယ်ဒါဆိုရင် computer နဲ့ပေါ့နော်မနေ့ကဒီ17နာရီခွဲလောက်ကကျွန်တော်တို့ဒီကွန်ပျူတာ Windows PC ဆိုတာကွန်ပျူတာတစ်ခုခုနဲ့ပေါ့နော်ကွန်ပျူတာတစ်လုံးနဲ့ဒါ single ကနေပြီးတော့ login ဝင်တာဒီလိုပုံစံမျိုးပေါ့နော်ကျွန်တော်တို့ပေါ်နေမှာဖြစ်ပါတယ်အကယ်၍ကိုမဟုတ်တဲ့အခြား device တွေဝင် login ဝင်ထားတယ်ဆိုရင်ကျွန်တော်ဒီအောက်မှာရှိရဲ select device to log out ဆိုတာလေးကိုနှိပ်လဲရတယ်ဒါမှမဟုတ်ကို log out လုပ်ချင်တဲ့ device တစ်ခုတည်းကိုနှိပ်လဲရတယ်ပေါ့နော်ဒီလိုမျိုးနှိပ်ပြီးရင်ဒီ log out ဆိုတဲ့ကောင်လေးကိုကျွန်တော်နှိပ်ပြီးတော့ log out လုပ်ပြလိုက်လို့ရပါတယ်ဒါဆိုရင်တော့မိတ်ဆွေရဲ့အကောက်ကို login ဝင်ထားတဲ့အခြား device တွေရှိရဆိုရင်သူတို့ထဲမှာဆက်ပြီးသုံးလို့ရမှာမဟုတ်ပဲ log out ဖြစ်သွားမှာပါဒီလို log out လုပ်ပြီးဆိုတာနဲ့မိတ်ဆွေရဲ့ Facebook password ကိုကျွန်တော်အသစ်ချိန်မြင့်တင်ပါတယ်ဗျဒီနီလန်လေးနဲ့ဒါကိုယ့်ရဲ့ Facebook ကောက်ကိုဘယ်သူတွေက login ဝင်ထားသေးလဲစစ်ဆေးလို့ရပါတယ် login ဝင်ထားသေးတယ်ဆိုရင်တော့မှဝင်ထားတဲ့သူရဲ့ဒီဖုန်းမျိုးစားကွန်ပျူတာမျိုးစားပြီးဘယ်နေရာဘယ်အချိန်မှာဝင်ခဲ့ရလဲဆိုတာတွေကစားအသေးစိတ်စစ်ဆေးလို့ရမှာဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြတဲ့အတွက်ဒုညင်းသူထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ